အမျိုးသမီးကတတိလစ်နေတဲ့သူမရဲ့ခင်ပွန်းကိုအိမ်ဖော်ဝတ်စုံဝတ်ပေးလိုက်ပါတယ်သူ့ရဲ့ဝိညာဉ်ကအနားကနေသူမကိုစောင့်ကြည့်နေမှန်းသူမလုံးဝမသိခဲ့ပါဘူးဒေါသတွေထောင်းထောင်းထွက်သွားတဲ့အမျိုးသားကရုတ်တရက်ဆိုသလိုပဲနိုးလာပါတော့တယ်အမျိုးသမီးရဲ့အော်တန်ကိုကြားတော့ရောက်ခမတွေကအထဲကိုအပြေးလွှားဝင်လာကြပါတယ်တနစ်ကြာအောင်တတိမင်မျောနေတဲ့သူတို့ရဲ့သားလေးနောက်ဆုံးမှနိုးလာတာကိုမြင်လိုက်ရတဲ့အတွက်မိဘတွေကအတိုင်းမသိဝမ်းသာသွားကြပါတယ်အဖေဖြစ်သူကအမျိုးသမီးကိုဒေါ်လာ9 သန်းရှိတဲ့ black တက်ကတ်ကိုချက်ချင်းဆုချလိုက်ပြီးစိန်ခံကားတစ်စီးတောင်ပေးခဲ့ပါသေးတယ်အမျိုးသားကတော့ဒေါသထွက်နေစေပါပဲသူကအမျိုးသမီးကိုအိမ်ကနေမောင်းထုတ်ဖို့သူမိဘတွေကိုပြောချင်နေပေမဲ့ရုတ်တရက်ထပ်ပြီးတတိလစ်သွားပြန်ပါတယ်အမျိုးသမီးကချက်ချင်းပဲပြရခတ်သွားပါတော့တယ်သူမကအမျိုးသားကိုနိုးလာဖို့နဲ့သူမကိုပေးရမယ့်ဒေါ်လာတန်း100ကိုပြန်ဆက်ဖို့ငွေယိုပြီးတောင်းပန်နေခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့တစ်ပတ်ကအမျိုးသမီးဟာအနီရောင်စာအိတ်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီစာအိတ်ကသူမကိုဒီမျိုးသားရဲ့ဝိညာဉ်နဲ့စာချုပ်တစ်ခုလိုချီနှောင်ပေးလိုက်တာပါအမျိုးသားကလွန်ခဲ့တဲ့တစ်နှစ်တုန်းကမတော်တဆအဆောက်အဦပေါ်ကပြုတ်ကျပြီးတတိမင်မျောနေခဲ့တာဖြစ်ကြောင်းနဲ့သူ့ရဲ့ဝိညာဉ်ကသူ့ကိုကဲတင်ပေးမဲ့ကံပါလာသူကိုစောင့်ဆိုင်နေခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီကံပါလာတဲ့သူကတော့အမျိုးသမီးပဲဖြစ်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်အပြည့်အဝပြန်ကောင်းလာဖို့အတွက်သူမကသူ့ရဲ့15ခုကိုဖြည့်ဆည်းပေးရမှာပါအမျိုးသမီးကအစပိုင်းမှာသူ့ကိုမယုံခဲ့ပါဘူးဒါပေမဲ့လမ်းသွားလမ်းလာတယောက်ကသူမကိုဘာလို့တယောက်တည်းစကားပြောနေတာလဲလို့မေးလိုက်တဲ့အချိန်တော့မှအရာအလုံးဟာအစစ်အမှန်ဖြစ်မှန်းသူမသိလိုက်ရပါတော့တယ်အမျိုးသားကသူမကိုနာကျင်အောင်လုပ်မှစိုးရိမ်တာကြောင့်အသက်ကိုချမ်းသာပေးဖို့တောင်းပန်လိုက်ပြီးသူ့ကိုကူညီဖို့သဘောတူလိုက်ပါတယ်အဲ့ဒီနောက်မှာအမျိုးသားကသူ့ကိုလက်ထပ်ဖို့သူမကိုပြောခဲ့ပါတယ်သူပြန်ကောင်းလာတာနဲ့သူမကိုဒေါ်လာတန်း100ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒီလိုနဲ့ပဲအမျိုးသမီးကသူ့ရဲ့ဇနီးဖြစ်လာခဲ့ပြီးသူ့အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်အမျိုးသားရဲ့အမေကသူမဟာအနီရောင်စာအိတ်ကိုတွေ့တဲ့သူမှန်သိလိုက်ရတဲ့အခါသူမကိုနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်မကြခင်မှာပဲသူမကိုအမျိုးသားရဲ့အိတ်ခမ်းထဲမှာနေဖို့စီစဉ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့ညီမဖြစ်သူကအခန်းထဲကိုဝင်လာခဲ့ပါတယ်သူမကကံပါလာတဲ့သူဆိုတာကိုမယုံကြည်တဲ့အပြင်အမျိုးသမီးကိုအိမ်ကနေမောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်ညီမဖြစ်သူယုံကြည်သွားအောင်အမျိုးသားကသူ့ညီမရဲ့အရှက်ရစရာလျှို့ဝှက်ချက်တွေအားလုံးကိုအမျိုးသမီးစီပြောပြလိုက်ပါတယ်အမျိုးသမီးကလည်းညီမဖြစ်သူကိုအရာအားလုံးပြန်ပြောပြလိုက်ပါတယ်ညီမဖြစ်သူမှာတော့အမျိုးသမီးကဒီလိုမျိုးကိုရေးကိုတာကိစ္စတွေကိုဘလို့သိနေတာလဲဆိုပြီးနားမလည်နိုင်ပဲဆုံးအားသွားပါတယ်ဒေါသထွက်သွားတဲ့ညီမဖြစ်သူကအမျိုးသမီးကိုဝရန်တာပေါ်ကနေအမှတ်မထင်တွန်းချလိုက်ပါတယ်အမျိုးသားကသူမကိုကယ်တင်ဖို့အောက်ကိုချက်ချင်းပြန်ဆင်းသွားခဲ့ပါတယ်ညီမဖြစ်သူဝရန်တာကိုရောက်တဲ့အခါအမျိုးသမီးကလေထဲမှာတစုံတစ်ယောက်ကိုဖက်ပြီးဝဲနေတာကိုပဲမြင်လိုက်ရပါတော့တယ်အမျိုးသားရဲ့မိဘတွေကလည်းဒီမြင်ကွင်းကိုတိုက်ဆိုင်မြင်သွားကြပါတယ်သူတို့ကအမျိုးသမီးမှာမော်ဆန်းအားရရှိနေတယ်လို့ထင်သွားကြပြီးသူမကသူတို့သားလေးကိုကယ်တင်နိုင်မဲ့သူဆိုတာကိုပိုပြီးယုံကြည်သွားကြပါတယ်အမေဖြစ်သူကအမျိုးသမီးကိုအကန့်အသတ်မရှိသုံးလို့ရတဲ့ black တက်ကတ်ပေးလိုက်ပြီးစိတ်ကြိုက်သုံးဖို့ပြောလိုက်ပါတယ်အမျိုးသမီးမှာအရန်ကိုဝမ်းသာသွားပါတယ်အဲ့ဒီနောက်သူမကတငယ်ချင်းနဲ့အတူအိတ်တွေဝယ်ဖို့ချက်ချင်းပဲဈေးဝယ်ထွက်လာခဲ့ပါတယ်ဒါပေမဲ့ဆိုင်မှာသူမမုံဆုံးရီစာဟောင်းနဲ့တွားတိုးခဲ့ပါတယ်ရီစာဟောင်းကသူမကိုဒီမှာရှိတဲ့အိတ်တွေကိုဘယ်တော့မှဝယ်နိုင်မှာမဟုတ်ဘူးဆိုပြီးလောင်ပြောင်လိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကသူဈေးကြီးပေးပြီးကြိုတင်မှာထားတဲ့ limited အိတ်ကိုတိုက်ရိုက်ဝယ်ယူပစ်လိုက်တာကြောင့်ရီစာဟောင်းမှာပါဇက်အဟောင်းသားဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အမြောင်မရရောက်လာခဲ့ပါတယ်သူ့ရဲ့အမြောင်မရကဒီလုပ်ငန်းစုကြီးရဲ့အယောင်ဌာနဒုတိယမန်နေဂျာဖြစ်တယ်လို့သူကထောင်ထောင်လွှားလွှားကြောက်လို့ထုတ်လိုက်ပါတယ်အမျိုးသမီးကဆက်ပြီးမခံနိုင်တော့ပါဘူးသူမကအမျိုးသားကိုသူမရဲ့ပထမဆုံးဆူတောင်းအနေနဲ့ရီစာဟောင်းရဲ့အမြောင်မရကိုအလုပ်ထုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်အမျိုးသားကလည်းချက်ချင်းသဘောတူလိုက်ပြီးအမျိုးသမီးကိုကုမ္ပဏီရဲ့အထွေထွေမန်နေဂျာဖြစ်ချက်ချင်းရာထူးတိုးပေးလိုက်ပါတယ်အမြောင်မရကအလုပ်ထုတ်ခံရတဲ့အကြောင်းကြားစာကိုလက်ခံရရှိလိုက်တဲ့အချိန်မှာ